10ဝက်စီစိုက်ကအခုစိုက်ကပေါ့နော်ဒီ3စိုက်ပဲတင်ပေးမှာနော်ဒီနှစ်အတွက်မွေးကနန်းကဒီ3စိုက်ပဲတင်ပေးမှာနော်နောက်ချိန်ကြရင်ကျွန်တော်အချိန်တိုက်ကနန်းတွေပဲတင်ပေးတော့မှာနော်အဲ့တော့မွေးကနန်းဝါသနာပါတဲ့လူတွေကကိုယ့်အကူမှတ်ထားပြီးတော့မှမွေးထိုးခြင်းတဲ့လူကကြာရင်မွေးထိုးနော်ဒီစိုက်ကိုပြပေးမယ်ဆိုတာလေဒီစိုက်ကနောက်နှစ်ကိုမရတော့ဘူးနော်အခုနှစ်နောက်ဆုံးရမှာနော်အဲ့ဒါကြောင့်မဟုတ်လို့နော်ဒီစိုက်ကလူမမြင်တဲ့စိုက်ပေါ့နော်ဘယ်သူမှမမြင်နိုင်တဲ့စိုက်မျိုးနော်အဲ့မွေးကနန်းစိုက်ကကျွန်တော်ဒါနောက်ဆုံးပြတာပဲနော်နောက်ရက်တွေကြာရင်နောက်ပတ်တွေကြာလို့ရှိရင်ကျွန်တော်ကအချိန်တိုက်ကနန်းတွေပဲပြတော့မှာနော်အဲ့တော့2026အတွက်ကျွန်တော်မွေးကနန်းစိုက်9နှစ်8စိုက်ကဟိုတနေ့က10ဝက်စီထဲကြတဲ့10ဝက်စီစိုက်ကအခုစိုက်ကပေါ့နော်ဒီ3စိုက်ပဲတင်ပေးမှာနော်ဒီနှစ်အတွက်မွေးကနန်းကဒီ3စိုက်ပဲတင်ပေးမှာနော်နောက်ချိန်ကြာရင်ကျွန်တော်အချိန်တိုက်ကနန်းတွေပဲတင်ပေးတော့မှာနော်မျိုးနော်ဘာလို့ဆိုတော့နှစ်စဒီမာတွေကပေးတာနော်နှစ်စ69ကလင်နာစတွေကပေးတာသူကနော်ကလင်နာ69ခုနှစ်မှာကလင်နာစတယ်အဲ့ကောင်ကနေပြောဆို250ကြာမှတစ်ခါပဲပေးမှာနော်သူကနေ250ကြာမှတစ်ခါပဲပေးတာနော်ကလင်နာအစ69နော်69ကနေ250ဆိုတော့2019ကိုသွားမှာနော်နှစ်ပေါင်း50ကြာမှတစ်ခါပို့လာနော်အဲအကြောင်းမလို့ဒီနှစ်ထဲမှာဒီကနန်းလေးကနောက်ဆုံးပေးနိုင်တဲ့အနေအထားရှိတယ်နော်အဲအကြောင်းချပြပေးမှာနော်မွေးကနန်းနော်ဟုတ်ပြီအဲ့ဒါဆိုကြည့်အောင်နော်ကလင်နာအစ69နော်69ကလင်နာစတွေကသူကစပို့တာ250ကြာကိုတစ်ခါပို့မှာ69ကနေ250ကြာဆိုတော့2019ကိုပို့မှာနော်ဟုတ်ပြီအားလုံးကြည့်အောင်နော်ဒီမှာသူကဒီနှစ်ထဲမှာအဲ69ခုနှစ်ထဲမှာဗရိတ်ပါဝါထောက်တာပေါ့နော်ဒီမှာသူကဗရိတ်ခွန်ရဲ့ပါဝါ2ဗရိတ်ဖြစ်တာနော်ပါဝါဗရိတ်ထောက်တာအဲ့ဒီလိုပါဝါဗရိတ်ထောက်လိုက်တာနဲ့တပြိုင်နက်တည်းဒီအပေါ်ကခွန်ပါဝါ2ဗရိတ်အဲ့ခွန်ဗရိတ်ကနန်းတည်တဲ့အဲ့69ခုနှစ်ကနေ250ကြာမှ2019ကိုပို့မှာနော်အဲ့ဒီခွန်ဗရိတ်ကနန်း133ဗရိတ်နှစ်ခုပါဝါထောက်လိုက်တာနဲ့တပြိုင်နက်တည်းအဲ့133ဆိုတဲ့ကနန်းက69ကနေ250 2019ကိုပို့မယ်နော်2019ကိုပို့မယ်ဓာတ်ထွက်ရမှာနော်2019 250ကြာမှာ2019ထဲမှာအဲ့ဒီ331ဆိုတဲ့ကဏ္ဍလာထွက်ပေးရတာနော်ဒီမှာလာထွက်တယ်နော်ဒီမှာထွက်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ね69ပြီးတော့80နော်80ခုနှစ်ကို250ပေါင်း2020မှာထွက်မှာပေါ့နော်80ခုနှစ်မှာဒီမှာ तू ကပါဝါဗရိတ်ထောက်တာ9ပါဝါ3ညထောက်တယ်နော်ဒီကောင်မှမပေးဘူးနော်ဒီမှာလည်းပဲ तू 3ညပါဝါမပေးဘူးဒီမှာ6ပါဝါ1ဗရိတ်ထောက်ပြီးရဲ့နော်6ပါဝါ1ဗရိတ်လို့သူထောက်လိုက်အဲ့ထောက်လိုက်တာနဲ့အဲ့6ဗရိတ်ကနန်းအပေါ်ကပါဝါထောက်တဲ့ကနန်းအပေါ်ကကနန်းနော်အဲ့6ပါဝါ1ဗရိတ်ကနန်းအဲ့6ဗရိတ်ကနန်း135ဆိုတဲ့ကနန်း80ခုနှစ်ထဲကကနန်း2020 250ကြာမှဆိုတော့2020ခုနှစ်ထဲကိုဒီကနန်းပါဝါထောက်တယ်6ပါဝါ1ထောက်တဲ့ကနန်းပါဝါထောက်ကနန်း351ကလိုက်ရွှေရမှာနော်2020ထဲကိုနော်250ကြာမှဆို2020ထဲမှာအဲ့351ဆိုတဲ့ကနန်းလိုက်ပေါက်ပေးရမှာနော်351ဆိုတဲ့ကနန်း2020ထဲမှာတော့ပေါက်ပြီဒီမှာလားပေါက်တယ်နော်ဟုတ်ပြီ2020 69ပြီးတော့80ပြီးတော့81ခုနှစ်ထဲမှာလည်းပဲအဲ့တိုင်းပဲသူက4ပါဝါ9ရိတ်ထောက်တယ်မပေးဘူးနော်သူကပါဝါထောက်တဲ့ကောင်ဒီမှာ9ပါဝါ3ညထောက်ပြီနော်အဲ့မှာ9ပါဝါ3ညဗရိတ်လို့ထောက်လိုက်တာနဲ့ပြန်နေတဲ့တဲ့နော်ဒီမှာထောက်တယ်နော်ဒီမှာ3ညပါဝါ9ဗရိတ်ထောက်တယ်နော်3ညပါဝါ9ဗရိတ်ထောက်တယ်ထောက်လိုက်တာနဲ့ဒီ3ညဗရိတ်ကနန်း303ခုဆိုတဲ့ကနန်းပေါ့နော်အဲ့ဒီကနန်းကတဲ့81ခုနှစ်ကနေ250ဆို2021ခုနှစ်ထဲကို3ညပါဝါ9ဗရိတ်ထောက်ထားတယ်ဒီ3ညဗရိတ်ကနန်းနော်အဲ့ကနန်း303ခုဆိုတဲ့ကနန်း2021ထဲကိုလိုက်ပို့ပေးရမှာနော်2021ထဲကို3ခုဆိုတဲ့ကနန်းလိုက်ပို့ဒီမှာတစ်ချိန်ပို့တယ်နော်ဒီမှာတစ်ချိန်ပို့တယ်နောက်အဲ့ကနန်းနောက်20ဟိုမှာတစ်ခါပို့တယ်22ချိန်20ချိန်မှာ20မှာတစ်ခါပို့တယ်နော်ဟုတ်ပြီ84လဲပြီ85မိနစ်ကနော်85အဲ့85ခုနှစ်ထဲမှာဒီမှာ तू ကပါဝါထောက်ပရိတ်ကိုကြည့်မယ်ကျွန်တော်တို့နော်ပါဝါထောက်ပရိတ်ကြည့်တော့မိနစ်ကအဲ့မှာပါဝါထောက်တာ तू က85ခုနှစ်ထဲမှာပါဝါမထောက်ဘူးနော်ဒီမှာလည်းပါဝါမထောက်ဘူးဒီချိန်ပဲပါဝါထောက်သွားတယ်နော်ဒီချိန်ပဲ तू ကပါဝါထောက်တယ်ပရိတ်က2ပါဝါခွန်းဆိုပြီးတော့ပါဝါထောက်သွားတာနော်2ပါဝါခွန်းထောက်တယ်အဲ့အောက်မှာလုံးဝ तू ကပါဝါထောက်မရှိဘူးနော်ပါဝါထောက်တာလုံးဝမရှိဘူးပါဝါထောက်တာနှစ်ပိတ်တဲ့အထိကိုပါဝါထောက်တဲ့ကဏ္ဍမရှိဘူးအဲ့တော့ဗရိတ်ပါဝါထောက်တာဒီတစ်ချိန်မှမိနစ်ကထောက်တာခွန်ပါဝါ2ဆိုပြီးတော့နော်မိနစ်က85ခုနှစ်ထဲမှာနော်ဒီ85ခုနှစ်ထဲမှာဗရိတ်ပါဝါထောက်တာဒီ2ပါဝါဒီ2ဗရိတ်ကပါဝါခွန်ဗရိတ်ဒီတစ်ချက်ပဲထောက်တာနော်အဲ့ထောက်လိုက်တာနဲ့ဒီအပေါ်က2ဗရိတ်ကဏ္ဍတည်ရဲ့နော်ပါဝါထောက်လိုက်တာနဲ့အပေါ်ကကဏ္ဍနော်ပါဝါထောက်ထားတဲ့ကဏ္ဍအဲ့85ခုနှစ်ကနေပြီးတော့2025ခုနှစ်ထဲကိုလိုက်ရွှေ့မှာ
2025ခုနှစ်ထဲကိုနော်2025ခုနှစ်ထဲခုန339ဆိုတော့ကနလိုက်ထွက်တာမိနစ်ကဒီတစ်ခွက်ထဲမွေးရနော်ပါဝါထောက်တာ तू ကတစ်ချိန်မဲ့ထောက်တာ तू က3ချိန်ထောက်ရင်3ခွက်ပေါ့နော်တစ်ချိန်ထောက်ရင်တစ်ခွက်2ချိန်ထောက်ရင်2ခွက်ပေါ့နော်3ချိန်ထောက်ရင်3ခွက်မိနစ်ကတော့85ခုနှစ်မှာပါဝါတစ်ချိန်မဲ့ထောက်သွားတဲ့အတွက်ဒီမှာ2025ထဲမှာအဲ့ကနတစ်ချိန်တစ်ခွက်ထဲထိုးရတာနော်ဒီမှာသိရတာနဲ့ကျွန်တော်တို့ကဒီမှာအချိန်ထောက်ခိုင်းတာမှာလွဲတာနော်အခုဒီမှာအခုဒါဆိုရင်86ခုနှစ်တဲ့အခုဒီမှာ86ခုနှစ်ထဲမှာလည်းပါဝါထောက်တာဒီမှာတစ်ချိန်ရှိတယ်နော်အဲ့တော့85ပြီ86ခုနှစ်ထဲမှာ3ပရိတ်ကပါဝါ5ပရိတ်ထောက်တဲ့အတွက်ဒီ4ခု3 4ခု9ဆိုတော့ခဏတစ်ခွက်ရှိမယ်နောက်ပြီးသူကဒီမှာ1ပါဝါ6မထောက်ဘူး5ပါဝါ3မထောက်ဘူး9ပါဝါ4မထောက်ဘူး10ပါဝါ3မထောက်ဘူး10ပါဝါ3မထောက်ဘူးခွန်ပါဝါ4ပါဝါ9မထောက်ဘူး1ပါဝါ6မထောက်ဘူး5ပါဝါ3မထောက်ဘူး3ပါဝါ10ထောက်ဒီမှာတစ်ခွက်ရှိမယ်နော်3ပါဝါ10ပရိတ်ထောက်တာဒီမှာတစ်ခွက်ရှိမယ်အဲ့တော့ခွန်တင်ငါဒီနှစ်ခွက်ပဲရှိရင်နော်လိုက်ရှာကြီးမရှိတော့ဘူးဒီနှစ်ထဲမှာ2ခွက်ပဲရဒီနှစ်မှာ2ခွက်မွေးရမှာပေါ့ဒီမှာပါဝါထောက်တဲ့ပရိတ်မရှိတော့အဲ့ဒီထဲမှာနော်အဲကြောင့်ဒီနှစ်ထဲမှာကျွန်တော်တို့က3ပါဝါ10ပရိတ်ဒီမှာထောက်ထားရတော့ခွန်တင်ငါဆိုတဲ့ကဏ္ဍရှိတယ်နောက်အပေါ်ဆုံးမှာ3ပါဝါ5ပရိတ်ထောက်တဲ့အတွက်4ခု9ဆိုတဲ့ကဏ္ဍရှိတယ်နော်အဲ့တော့သူက86ခုနှစ်ထဲကကောင်က250ကြာမှတစ်ခါလှမ်းပုံမှာဆိုတော့2026ထဲကိုဒီ2026ထဲမှာသူက250မှာတစ်ခါပို့တာဘူးเนาะအဲ့တော့4ခု9Rနဲ့တဲ့เนาะ4ခု9Rနဲ့15ခု R ပေါ့เนาะ15ခု R เนาะအဲ့15ခု R ကြိုက်တဲ့လူကမွေးထိုးတော့เนาะကြိုက်တဲ့လူကမွေးထိုးမကြိုက်တဲ့လူကတော့မထိုးနဲ့ပေါ့ဗျာเนาะဒီနှစ်ခွက်ပဲထိုးရမှာเนาะမွေးကနန်းเนาะဒီနှစ်ခွက်နှစ်ကုန်ဒီမွေးเนาะနောက်တစ်ချိန်ကျွန်တော်ပြန်မတင်ပေးတော့ဘူးเนาะဒီကောင်ကဘာလို့နှစ်ဆမှာပဲကျွန်တော်မွေးကနန်းတွေတင်ပေးမယ်နောက်ပတ်ဒီဇိုင်းအချိန်တိုက်ကနန်းတွေပဲတင်ပေးတော့เนาะဒီ89မှာဘာလို့မရတော့ဘူးလို့ပြောတယ်ဆို86ပြီးတော့နောက်နှစ်89ခုနှစ်ကျရင်ပါဝါထောက်တာတစ်ချိန်မှမရှိဘူးသူကနှစ်စာနှစ်ဆုံးတဲ့အထိကိုပါဝါလုံးဝမထောက်တော့ဘူးเนาะ89မှာပါဝါထောက်မရှိတော့ဘူးသူကပါဝါထောက်ပရိတ်မရှိတော့ဘူးပါဝါထောက်ပရိတ်မရှိတဲ့အတွက်ကျွန်တော်တို့ကနောက်နှစ်ကိုဒီ site ကမရတော့ဘူးเนาะဒီစနစ်က2089ခုနှစ်ထဲမှာလည်းပါဝါထောက်တဲ့ကဏ္ဍမရှိဘူးပါဝါထောက်တဲ့ပရိတ်မရှိဘူးเนาะမရှိတဲ့အတွက်နောက်နှစ်ကိုမရတော့ဘူးเนาะ